1989 ခုနှစ်စက်တင်ဘာ22ရက်မနက်အစောကြီး2:44မိနစ်မှာအိန္ဒိယတမိုးတရာရဲ့လူမသိတဲ့နေရာတစ်ခုပေါ်ကနေဖြတ်ပြန်တန်းနေတဲ့အမေရိကန်တချို့ဂျိုရုတစ်ခုကတကယ့်ကိုကြောက်စရာကောင်းတဲ့အရာတစ်ခုကိုဖမ်းမိရရှိခဲ့ပါတယ်။အဲ့ဒါကတော့စက္ကန့်ပိုင်းအတွင်းမှာတင်အလင်းနှကြီးတစ်ခုဖြတ်ခနဲ့လင်းသွားတာပါ။နျူကလ িয়ার ယူပဗီဒပညာရဲကတော့ဒါကို double flash လို့ခေါ်ပါတယ်။ကမ္ဘာပေါ်မှာဒီလိုမျိုးအလင်းနှထွက်လာနိုင်တဲ့အကြောင်းအရာကတစ်ခုပဲရှိပါတယ်။အဲ့ဒါကတော့အနုမြူပုံပောက်ခွဲတာပါပဲဒါပေမဲ့ပြဿနာကဘာလဲဆိုတော့အဲ့ဒီချိန်တုန်းကဘယ်နိုင်ငံကမှကလျက်စမ်းသပ်မှုလုပ်ပါတယ်လို့မကြေညာထားသလိုဘယ်ရီတာတာမှလည်းအဲ့ဒီနေရာမှာရက်တိုက်လေနေရှိနေတာကိုမမိခဲ့ပါဘူးပိုပီထူးစနာကတော့ဒီအလင်းနှကြီးပေါ်ပြီးနိုင်ပိုင်းအတွင်းမှာတင်ကမ္ဘာအင်အားကြီးထောက်လှမ်းရေးအေဂျင်စီတွေကဘသူ့ကမှလက်ညှိုးမထိုးပဲအလင်းနှကြီးတကယ်မရှိခဲ့ပါဘူးလို့ကမ္ဘာကြီးကိုလိန်ညာမှုစူးစမ်းနေခဲ့ကြတာပါအမေရိကန်ဆိုရကဘာလို့သူတို့ထိတ်တန့်တိုက်ပြပညာရှင်တွေကိုနျူကလ িয়ার ပောက်ကွဲမှုအကြောင်းလိန်ညာခိုင်းတာလဲပရိညာကအိန္ဒိယတမုတ်တရားထဲမှာတကယ်ပဲမဖြစ်ခဲ့ရလဲဒီနေ့ဒီဗီဒီယိုမှာတမိုင်းတဲကနေအပြေးဖြောပြက်ခံရရစုနေမှာဖြစ်တဲ့လေဝချက်ကြီးကိုကျွန်တော်တို့အတူတူထုတ်ဖော်ကြရအောင်ကဲဗီဒီယိုစကြအောင်နျူကလ িয়ার ပောက်ကွဲမှုကြီးတစ်ခုကိုတမိုင်းတဲကနေဘယ်လိုဖြောပြက်လိုက်လဲဆိုတာသိဖို့ဆိုရင်အဲ့ဒီအဖြစ်အပျက်ကိုပထမအောင်ဆုံးဖန်ဆီးခဲ့တဲ့ပစ္စည်းအကြောင်းအရင်လေ့လာကြည့်ရအောင်သူ့နာမည်ကတော့ Vela 6911လို့ခေါ်တဲ့အမေရိကန်တချို့ဂျိုလူတစ်ခုပါပဲအဲ့ဒီဆက်ရဲ့တစ်ခုတည်းတော့အလောက်ကဘာလဲဆိုတော့ကမ္ဘာပေါ်ကနိုင်ငံတွေနျူကလ িয়ার စမ်းသပ်မှုမလုပ်ဖို့တားမြစ်ထားတဲ့စာချုပ်ကိုလိုက်နိုင်ရလားဆိုတော့အာကာသထဲကနေစောင့်ကြည့်နေရတာပါအဲ့ဒီဆက်ဟာ10မီလီစက္ကန့်အတွင်းလင်းအောင်ပြောင်းလဲမှုကိုသိနိုင်တဲ့ဗမီနာလို့ခေါ်တဲ့အစစ်မြစ်စင်စာတွေပါရှိပါသေးတယ်ပြပင်ပညာအရနျူကလ িয়ার ဘုံတစ်လုံးပေါက်ကွဲရင်ထွက်ပေါ်လာတဲ့အလင်းကတခြားတဘောကအလင်းအောင်နဲ့လုံးဝမတူပါဘူးပထမတစ်ချက်ကအရန်လင်းပြီးခဏလေးပဲပြီးရင်ပေါက်ကွဲမှုကြောင့်ထွက်လာတဲ့ shock wave လမ်းကြီးတွေကအလင်းကိုခဏဖုံးကွယ်တတ်တယ်အဲ့ဒီပွတ်လိုင်းတွေထွက်သွားပြီးတဲ့နောက်ဒုတိယမြောက်အေးရမမီလုံးကြီးကပိုပြီးပြင်းထန်တဲ့အလင်းနှန်းတွေနဲ့ထွက်လာတတ်တာပါဒါကြောင့်မို့ဒါကိုမိုးကြိုးပစ်တာတော့အောက်ကပြန်ကျတာတော့လည်းလုံးဝလွဲစရာအကြောင်းမရှိပါဘူးပြီးတော့ဒီဗီဒီယိုထဲကဘယ်လာဂျိုတို့ဟာဒီမတိုင်ခင်ကလည်းနျူကလ িয়ার စမ်းသပ်မှုပောက်ကွဲမှုပေါင်း12ကြိမ်တိကိုတိကျဖမ်းမိခဲ့မှုပါတယ်ဆိုလိုတာကတော့ဆက်ပစ္စည်းဟာမားလေးရှိတဲ့ဆက်ပစ္စည်းတော့မဟုတ်ပါဘူးဒါပေမဲ့အဲ့ဒီ data တွေ Washington DC ကအမ်မြူတော်ကိုရောက်သွားတဲ့အချိန်မှာထိပ်ပိုင်းခေါင်းဆောင်တွေကတကယ်ကိုတုံ့သွားကြပါတယ်ဘာလို့လဲဆိုတော့အဲ့ဒီအချိန်ကအမေရိကန်သမ္မတဂျင်မီကာတာဟာကမ္ဘာငြိမ်းချမ်းရေးလှုပ်ရှားမှုတွေကိုအကြောင်းပြပြီးသမ္မတဒုတိယသက်တမ်းအတွက်ရွေးကောက်ပွဲဝင်ဖို့ပြင်နေတဲ့အချိန်မို့လို့ပါတကယ်လို့များနိုင်ငံတစ်ခုကနျူကလ িয়ার ဘုံးကိုအောင်မြင်မြင်ဆက်သက်သွားတာကမ္ဘာအသီးခဲ့ရင်တော့ကာတာရဲ့နိုင်ငံရေးဘဝကလည်းပြောင်းသွားပြီးကမ္ဘာအာဏာချိန်ခွင်ရှာလဲချက်ချင်းပျက်စီးသွားတော့မှာမို့လို့ပါဒါနဲ့ဗီဒီယိုဆက်မသွားခင်ခုလိုတမိုင်းတွေကအမောင်ဖုံးနေတဲ့လျှို့ချက်တွေကိုစုံစမ်းစစ်ဆေးရတာသဘောကျတယ်ဆိုရင်ကျွန်တော် channel ကို subscribe လုပ်ဖို့လည်းမမေ့နဲ့အောင်တော့ဒါမှလည်းနောက်ထပ်အသက်လာတဲ့ဗီဒီယိုတွေကိုကြည့်ရမှာမို့လို့ပါဒီပြဿနာကိုသမ္မတဂျင်မီကာတာစစ်တပ်ကိုစုံစမ်းစစ်ဆေးခိုင်းမဲ့အစားထူးထူးဆန်းဆန်းပဲမဟာဗျူဟာတစ်ခုကိုတုံးခဲ့ပါတယ်သူက MIT တက္ကသိုလ်က Professor ဂျရိုအီနာဦးဆောင်တဲ့ထိပ်တန်းတက်မြပညာရှင်အဖွဲ့တစ်ဖွဲ့ကိုလျှို့ဝှက်စာဖွဲ့ခဲ့လိုက်တယ်ဒါပေမဲ့သူတို့ကိုပြလိုက်တဲ့တာဝန်ကဘယ်သူလောက်တာလဲဆိုတာမဟုတ်ဘဲနဲ့ဒါနျူကလ িয়ার ပောက်ကွဲမှုမဟုတ်ဘူးဆိုတာကိုစင်ကြယ်တစ်ခုရှာဖို့ဖြစ်ပါတယ်မကြခင်မှာပဲအဲ့ဒီအဖွဲ့ကတရားဝင်စီရင်ကားစာတစ်စောင်ကိုထုတ်ပြန်ခဲ့ပါတယ်အဲ့ဒါကတော့ဒီဂျိုရူကအိုဟောင်းနေပါပြီအာကာသထဲကနေတင်းငယ်တဲ့အောက်ကမုံမွာလေးတစ်ခုကဂျိုရူရဲ့စင်စာကိုလာမှန်သွားပြီးဖြစ်ရတဲ့နည်းပညာပိုင်းဆိုင်ရာအမောင်းရဲ့တစ်ခုဇိုးအေးပန်းတာဖြစ်ပါတယ်ဆိုပြီးကဘာကိုပြောလိုက်ပြီးဖုံးပြလိုက်ကြပါတယ်ဒါပေမဲ့တခြားလွတ်လပ်တဲ့တက်ပြပညာရှင်တွေကဒါကိုလုံးဝမယုံကြည်ကြပါဘူးဘာလို့လဲဆိုတော့အင်ပီရောအစီရင်ခံစာထုတ်နေတဲ့အချိန်မှာပဲမြေမြင်ပေါ်မှာတကယ်တက်တဲ့အထောက်အထားတွေကထွက်လာနေပြီမို့လို့ပါအဲ့ဒီအလင်းတန်းဖြစ်ပြီးရက်တက်ပတ်အနှံ့ငယ်အကြာမှာဩစတြေးလျနိုင်ငံအနောက်ပိုင်းကတိုးတွေရဲ့တိုက်ထုတ်ကလင်းထဲမှာအိုင်ယွန်ရဲ့131လုံးခေါ်တဲ့ရေဒီယိုတက်တိကျအိုင်ဆိုတိုတွေကိုသိပ္ပံပညာရှင်တွေကစတင်တွေ့ရှိခဲ့ပါသေးတယ်အဲ့ဒီအရာကနျူကလ িয়ার ဓာတ်ပြိုမှုကွဲမှုဖြစ်ပြီးမှသာထွက်လာတဲ့အရာမျိုးပါဒါအပြင်ပေါ်တိုရီကာကအာကာသလေ့လာရေးစခန်းကလည်းအဲ့ဒီချိန်ကလေထုထဲမှာနျူကလ িয়ার ဖောက်ခွဲမှုကြောင့်ဖြစ်လာတဲ့ထူးခြားတဲ့လိုင်းတုံကမှုတွေကိုဖမ်းမိခဲ့ဘူးပါသေးတယ်တပ်တွေထောက်ထားတွေအခိုင်အမာတွေရှိနေပေမဲ့လည်းအမေရိကန်အစိုးရကဘာလို့ဒီလောက်တောင်အတဲတန်ဖုံးခဲ့ဖို့တိုးစားနေရလဲအဲ့ဒါတော့ဘာကြောင့်လဲဆိုတော့အဲ့ဒီဘုံကိုဖောက်ခွဲတဲ့တရားခံတွေဟာအမေရိကန်အနေနဲ့ကမ္ဘာအရှေ့မှာထုတ်မပြောရတဲ့မဟာမိတ်တွေဖြစ်နေလို့ပါ1989ခုနှစ်ဝန်းကျင်ကကမ္ဘာမြေပုံကိုပြန်ကြည့်မှဆိုရင်နိုင်ငံရေးအရကမ္ဘာမှာအထူးကျန်ဆုံးဖြစ်နေပြီးရန်သူတွေဝိုင်းထားတဲ့နိုင်ငံရှိပါတယ်အဲ့ဒါကတော့အစ္စရေးနဲ့တောင်အာဖရိကပါပဲအဲ့ဒီအချိန်ကတောင်အာဖရိကမှာနျူကလ িয়ার ဘုံထုတ်ဖို့ယူရိုနီယံအကြမ်းဖက်ပစ္စည်းအများကြီးရှိပေမဲ့နျူကလ িয়ার ထိပ်ဖို့အဖြစ်ပြောင်းလဲပြဖို့အစစ်မြစ်နည်းပညာမရှိခဲ့ပါဘူး။တစ်ဖက်မှာလည်းအစ္စရေးမှာထိပ်တန်းတက်ပညာရှင်တွေနဲ့နည်းပညာရှိပေမဲ့ဒီပတ်လည်မှာရန်သူအာရပ်နိုင်ငံတွေဝိုင်းထားတော့ဘုံစံနှက်ဖောက်ခဲ့ဖို့နေရာမရှိခဲ့လို့ပါ။နောက်ပိုင်းမှာသိရတာကတော့ဒီနိုင်ငံဟာမြောက်လိုင်ကိုတွေကနေပူးပေါင်းခဲ့ကြတာဆိုတာပါပဲ။စက်တင်ဘာ22ရက်နေ့မတိုင်ခင်ရပိုင်းအလိုမှာပဲတောင်အာဖရိကကစစ်လီရင်တွေဟာအိန္ဒိယတမုတ်တရားတွေကဒီနေရာကိုရေဒီယိုအဆက်အသွယ်တွေအကုန်ဖျက်ပြီးလျှို့ဝှက်စာပဲရောက်ရှိနေကြကြပါတယ်ဆိုတော့တကယ်လို့မြန်သမရဂျင်မီကာတာဒီအဖြစ်အပျက်ကိုအမှန်တိုင်းထုတ်ပြောလိုက်ရင်တော့အမေရိကန်ဥပဒေအရအစ္စရေးကိုစစ်ရေးအကူအညီတွေအကုန်လုံးရတော့မယ်တောင်အာဖရိကကိုလည်းစီးပွားရေးပေးရတော့မှာပေါ့ဒါအရှိလေပိုင်းဒေတာကိုကမောက်ဖြစ်စေပြီး
ရန်သူဖြစ်တဲ့ဆိုဗီယက်နိုင်ငံကိုအခွင့်အရေးပေးလိုက်တယ်လို့ဖြစ်သွားမှာပါဒါကြောင့်အမေရိကန်နိုင်ငံဟာသူတို့မဟာမိတ်နိုင်ငံတွေရဲ့အမားကိုဖုံးကွယ်ဖို့အတွက်ဂျိုးလူပဲပြစ်စင်းနေတယ်ဆိုပြီးကဘာကြီးကိုလိန်ညာဖို့ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်ဒီနေ့တိလေအမေရိကန်အစိုးရရဲ့မတ်တန်တွေထဲမှာဒီဖြစ်ရပ်နဲ့ပတ်သက်ပြီးဖြေရှာမရတဲ့ထူးဆန်းတဲ့အမှုတစ်ခုဆိုပြီးတရားဝင်တတ်မှတ်ထားဆဲပါပြီးတော့ဘယ်အစိုးရကလည်းဒီဖြစ်ရပ်ကိုသူတို့လုပ်တယ်ဆိုပြီးတော့ယခုချိန်ထိဝန်မခံခဲ့သေးပါဘူးဒီအဖြစ်အပျက်ကနေကျွန်တော်တို့သိလိုက်ရတဲ့အချက်တစ်ချက်ကတော့နိုင်ငံရဲ့အကျိုးမြတ်သာရှိမှဆိုရင်ကမ္ဘာအင်အားကြီးနိုင်ငံတွေဟာအေးအမ်နျူကလ িয়ার ဘုံပေါက်ကွဲမှုကြီးတစ်ခုလုံးတော့မှတမိုင်းစာမျက်နှာပေါ်ကနေအစအနဖျောက်ပြဖို့ဝင်မလစ်ကြဘူးဆိုတာပါပဲနျူကလ িয়ার ဘုံကိုတော့ဖျောက်ပြရင်တော့ကျွန်တော်တို့ယခုသုံးနေတဲ့ internet timeline ပေါ်က data တွေကိုရောဘလောက်တောင်ဖျောက်ပြနေပြီဆိုတာဟောတွေးလိုက်ရင်ကြောက်စရာကြီးပါကဲအားလုံးကျေးဇူးတင်ပါတယ်ဗျာနောက်ဗီဒီယိုမှာပြန်တွေ့ကြတာပေါ့